အားလုံးပဲမင်္ဂလာပါ United Fan Area မှာညီကိုတို့အားလုံးကိုပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ sharing လုပ်သွားပေးခြင်းတဲ့အကြောင်းလေးကတော့ညီကိုတို့အတွက်ပျော်စရာသတင်းမဟုတ်ဘူးလို့တော့ကြိုပြီးတော့ပြောထားပြရစီပေါ့နော်ကျွန်တော်မနေ့ကတင်ဆက်ပေးထားတဲ့ Andre Onana ကိုမိုနာကိုအသင်းကဆက်သွယ်တဲ့ဆိုတာကတော့မှားယွင်းတဲ့သတင်းလိုပဲထပ်လောင်းပြောပြရစီပေါ့နော်တကယ်ကတော့ officially မိုနာကိုအသင်းက Onana ကိုခေါ်ယူဖို့ဆက်သွယ်ခဲ့ခြင်းမရှိခဲ့ပါဘူးကစားသမားရဲ့ agent နဲ့အနေငယ်ပတ်သက်ပြီးတော့မေးမြန်းမှုတွေလောက်ပဲရှိတယ်ပေါ့နော်ပြောချင်တာက Onana ကိုယ်တိုင်ကလည်း Manchester United အသင်းကနေထွက်ခွာမှာမဟုတ်ဘူးဒီသူ့ရဲ့ဒီနေရာတစ်ခုအတွက်သူတိုက်ပွဲဝင်မယ်ဆိုပြီးတော့ပဲဆက်ပြီးတော့သူ Manchester United အသင်းမှာပဲနေမယ်ထပ်ပြီးတော့သူ့ရဲ့တန်ဖိုးပြတ်တောက်မယ်ပေါ့သူဘယ်လောက်ကောင်းချောင်းဘာညာတရကားပေါ့အဲ့အတွက်ကြောင့်ညီကိုတို့ခင်ဗျားတို့ဖြစ်ချင်နေတဲ့ Onana Manchester United အသင်းကထွက်ခွာမှာမဟုတ်ပါဘူးအဲ့အတွက်ကြောင့်မို့လို့ဒါကကျွန်တော်ညီကိုတို့အတွက်သတင်းကောင်းလေးပေါ့သတင်းတစ်ခုကိုကျွန်တော် sharing လုပ်ပေးခြင်းပဲဖြစ်ပါတယ်သူ့ရဲ့နောက် upgrade တွေသိရတဲ့အခါကျလဲကျွန်တော်ဆက်ပြီးတော့ပေါ့နော် upgrade တွေကိုပြောပြသွားပေးပါမယ်ဗီဒီယိုလေးအဆုံးထိအောင်ကြည့်ပေးတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်ရဲ့ United Fan Area ဆိုတဲ့page တွေပဲဖြစ်ဖြစ် YouTube မှာဖြစ်ဖြစ် TikTok မှာဖြစ်ဖြစ်တွေ့ရှိခဲ့ရင်လည်းကျွန်တော်အားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်